ဒီနေ့မှာတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့တဲ့ project ကြီးတွေမှာဘယ်လို brand မျိုးကိုအသုံးပြုပေးလဲဆိုတာကိုအနေငယ်ပြပြပေးချင်ပါတယ်။အင်းမြစိတ်ငြိမ်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ဆိုတာလေးပေးစနစ်ကောင်းကောင်းရှိဖို့ကလည်းအဓိကပဲမဟုတ်လား။ကျွန်တော်တို့ရဲ့ project များစွာတွေကမှာအနေငယ်ကိုကောင်းတော့ပေါ်ပြပေးချင်ပါတယ်။ပထမဆုံး project ကြီးတွေမှာအသုံးများတဲ့ carrier ရဲ့ခြေလာစနစ်ကိုတော့အခုလိုအထင်ကြီးနေရာကြီးတွေမှာအသုံးပေးခဲ့ပါတယ်။ရန်ကုန်ရဲ့အထင်ကြီးဖြစ်တဲ့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လူစီကားဆုံးလှည့်လန်းစင်တာတော်ဝင်စင်တာနဲ့စိန်ချုံစီတီမော်ဂျန်စီစီတီစတဲ့ဈေးဝယ်စင်တာကြီးတွေမှာ carrier ရဲ့စွမ်းဆောင်ရည်ကိုတွေ့နိုင်ပါတယ်။ Inverter နည်းပညာနဲ့ Toshiba ရဲ့ VRF စနစ်ကိုတော့မကြာသေးခင်ကမှပြည်ဦးလင်မှာအသစ်ဖွင့်ခဲ့တဲ့သူ့မင်္ဂလာ shopping mall Styling Star City မှာရှိတဲ့ Yuma by Head Office တွေမှာအကောင်းဆုံးတက်ဆင်ပေးခဲ့ပါတယ်။ရုံးခန်းတွေမှာအသုံးများတဲ့ဟောမှာမျိုးစားကိုတော့ SR Shipping Company မှာအသုံးပြုပေးခဲ့တာဖြစ်ပါတယ်။ဒီလိုနာမည်ကြီး brand တွေနဲ့ project ကြီးတွေမှာအောင်မြင်တဲ့လုံဆောင်နိုင်ခဲ့တာဟာကျွန်တော်တို့ကတော့တကယ်ကိုပုံစံပါပဲ။နောက်လည်းရည်သွေးစိတ်ကြရတဲ့ဝန်ဆောင်မှုတွေနဲ့အတူအကောင်းဆုံးဖန်တီးပေးသွားအောင်ပါမလို့အမြဲစောင့်ကြည့်ပေးပါအောင်ခင်ဗျာ။